အားလုံးပဲမင်္ဂလာပါ World Kingdom Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောရိုင်းလောကရဲ့အရေးရင်ဆုံးအရှုံးမပေးဆုံးတိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ Honey Badger အကြောင်းကိုပြောပြပေးသွားမှာပါကျွန်တော်တင်တဲ့တောရိုင်းတိရစ္ဆာန်တွေရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲကြည့်ချင်နေဆိုရင်တော့ follow လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့တော့အခုဆိုရင် Honey Badger ရဲ့ဘဝကနေဘာတွေတင်ယူနိုင်လဲဆိုတာကိုစလိုက်ရအောင် Honey Badger ဟာခန္ဓာကိုယ်အရွယ်စားမကြီးပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့တောရိုင်းလောကထဲမှာအကြီးမားဆုံးလို့တောင်ပြောလို့ရပါတယ်သူဟာကိုထက်အစာပေါင်းများစွာကြီးမားတဲ့ရန်သူတွေကိုတောင်မကြောက်မရွံ့ရင်ဆိုင်တတ်ပါတယ်ချင်းသေးကြားတဲ့ဟိုင်ယီနာမွေဟောက်ဘသူပဲဖြစ်ဖြစ်နောက်မဆုတ်ပဲရင်ဆိုင်ရဲတဲ့တက်တီကိုပိုင်ဆိုင်ထားပါတယ်ဒီအချက်ကကျွန်တော်တို့ကိုတင်ပေးတာကတော့အနိုင်ရဖို့အင်အားကြီးဆုံးဖြစ်ဖို့မလိုပါဘူးမကြောက်တဲ့စိတ်ရှိဖို့ပဲလိုပါတယ် Honey Badger ဟာသူလိုချင်တဲ့အစာကိုရဖို့ဘလောက်ခက်ခဲအရှုံးမပေးဘူးတားဆီးထားတဲ့အရာတွေရှိရင်တူးတယ်တက်တယ်ဖောက်တယ်နီလန်းတစ်ရှာတယ်ဒါပေမဲ့ရီမန်းချက်ကိုတော့ဘယ်တော့မှမစွန့်လွတ်ဘူးဒါဟာလူဘဝနဲ့လည်းတူပါတယ်အခက်ခဲတွေကြုံလာတိုင်းလက်လျှော့လိုက်တဲ့သူထက်နီလန်းတစ်ရှာပြီးစက်ကြိုးစားတဲ့သူကသာနောက်ဆုံးမှာအောင်မြင်မှုကိုရရှိနိုင်ပါတယ် Honey Badger မှာနောက်ထပ်အားကျစရာတစ်ခုကကိုယုံကြည်မှုပါအနိုင်ရမယ်မရမယ်ဆိုတာမသိသေးခင်မှာတော့သူကမကြောက်ပဲရှေ့တိုးတက်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့မှာငါစူးစမ်းမယ်ဆိုတဲ့စိတ်သက်ရှိနေလို့ပါလူအများစုကကြာရှုံးမှကြောက်လို့စတောင်မစတင်ရဲကြပါဘူးဒါပေမဲ့ Honey Badger ကတော့ကြာရှုံးတာကိုမကြောက်ဘူးတစ်ခါမရရင်နောက်တစ်ခါထပ်ကြိုးစားတဲ့အချိန်ကြာရှုံးရင်တော့လက်မလျှော့ဘူးတကယ်တော့ဘဝမှာအောင်မြင်သူဆိုတာအခက်ခဲမရှိတဲ့သူမဟုတ်ပါဘူးအခက်ခဲတွေကြားထဲကတော့အရှုံးမပေးပဲရှေ့ဆက်နိုင်တဲ့သူကသာတကယ်အောင်မြင်သူပါတာကြောင့် Honey Badger ရဲ့ဗီဇကကျွန်တော်တို့ကိုတင်ပေးတဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ဘဝမှာအင်အားကြီးဖို့ထက်စိတ်သက်ကြီးဖို့ကပိုအရေးကြီးတယ်မကြောက်တဲ့စိတ်အရှုံးမပေးတဲ့ဆွဲကိုယုံကြည်တဲ့နှလုံးသားရှိရင်ဘလောက်ကြီးတဲ့အတားအဆီးပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်တဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဒီလိုတောရိုင်းတိရစ္ဆာန်တွေရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ World Kingdom Channel ကို follow လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်